လူဘဝနေတဲ့ပုဂ္ဂိုလ်တွေချမ်းသာခြင်းပြီးဆိုလို့ရှိရင်ဘာလုပ်တဲ့နလဲဆိုတော့မြတ်စွာဘုရားဟောတယ်လောကမှာအမေအဖေမရှိဘဲနဲ့လူဘဝရောက်လာတယ်လို့မရှိဘူးအဲ့ဒါကြောင့်မလို့အမေအဖေဟာကိုယ့်အတွက်အဓိကကျေးဇူးရှင်ဖြစ်တယ်ပေါ့မြတ်စွာဘုရားကဟောတယ်ချမ်းသာခြင်းနဲ့လူဘဝမှာအများကအေးတော်လိုက်တာလို့ချီးမွမ်းခံရတာလဲချမ်းသာတာပဲစိတ်ချမ်းသာစရာပဲတမန်တော်ဘဝရောက်သွားတဲ့အခါလဲကောင်းရသူဂတိရောက်သွားတော့ချမ်းသာတာပဲဒီဘဝမှာလဲချီးမွမ်းခံရတယ်နောက်ဘဝမှာလဲကောင်းတဲ့ဘဝရောက်သွားတယ်ဆိုအဲ့ဒါဘာလဲလို့ဆိုရင်အမေပေါ်မှာကောင်းတယ်အဖေပေါ်မှာကောင်းတယ်ကောင်းတယ်ဆိုတာအမေကိုပြုစုတယ်အဖေကိုပြုစုတယ်အမေကိုယူသေးတယ်အဖေကိုယူသေးတယ်ကိုရှိတဲ့အတိုင်းအတာလိုက်မိဘကိုပြုစုစောင့်ရှောက်တယ်အဲ့ဒီလိုမိဘပြုစုစောင့်ရှောက်တဲ့သားသမီးဟာမိဘလှုပ်တဲ့ပုဂ္ဂိုလ်ကလည်းငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာဟောမိဘလှုပ်တဲ့ပုဂ္ဂိုလ်ကလည်းချီးမွမ်းတယ်ပတ်ဝန်းကျင်ပုဂ္ဂိုလ်ကလည်းအေးတော်လိုက်တာသူကသူ့အမေဖေတအားယူသေးတာတအားပြုစုတာပဲဟောချီးမွမ်းခံစိတ်ချမ်းသာလို့ဟောနောက်ဘဝရောက်တဲ့အခါကျတော့လေဒီပုဂ္ဂိုလ်ကချမ်းသာတဲ့ဘဝရောက်နောက်ဘဝဆိုတာအတာထားဒီဘဝမိဘပြုစုတဲ့ပုဂ္ဂိုလ်တရားဟာသူ့သားသမီးကသူ့ကိုပြန်ပြုစုတယ်ဒီဘဝကိုမိဘကိုစော်ကားခဲ့တဲ့ပုဂ္ဂိုလ်ဟာသူ့သားသမီးကသူ့စော်ကားတာဒီဘဝတည်းပဲကိုကမိဘကိုယူသေးခဲ့လို့ရှိရင်ကိုသားသမီးကကိုပြန်ယူသေးတယ်ကိုကမိဘကိုစော်ကားခဲ့လို့ရှိရင်ဒီဘဝတည်းမှာပဲကိုသားသမီးကကိုပြန်စော်ကားတယ်ဟောဒါမျိုးခံရတယ်ဒါကြောင့်မို့လို့ချမ်းသာဒုက္ခရကြတယ်ဆိုလို့ရှိရင်မိဘပေါ်မှာကောင်းပါတဲ့မိဘပေါ်မှာကောင်းကြရမယ်လို့ဒီလိုခေါ်တာမြတ်စွာဘုရား